အောက်တော့နှစ်ယောက်လုံးပြီးပြီးအနက်နေအောင်ဖတ်တယ်အဲ့တော့ပလာတာရိုက်တယ်ဟုတ်ဆိုရင်နားနေပေါ့ဒီမှာဗီဒီတွေအဲ့လိုမျိုးပြည့်စည်သွားပြီဒါကဘာလုံးစီနော်ပြီးတော့ဒီမှာကေရီဖွဲ့ဒီကဒီကျက်အဖွဲ့ဟိုမှာဘုရားဝင်နော်တို့အကုန်လုံးပြင်အကုန်လုံးចောင်းဝင်းတဝင်းလုံးအကုန်ပြည့်စည်သွားပြီအကုန်လုံးဟိုမှာဗီဒီတွေအကုန်ကျိုးသွားပြီခေါင်းတွေအကုန်လုံးဘာမှရာကောင်းစရာမရှိတော့ဘူးအဆောင်ဦးကြီးလည်းပြတ်သွားပြီဟိုဘက်ကငါးရက်ဆောင်ကြီးမှာအခုလောလောဆယ်ဘုံကြီးတစ်ပါးရယ်ဒကမရယ်ဒကမတရားထိုင်နေတဲ့ဒကမအပေါ်ဘုံကြီးကအပေါ်နဲ့ဒကမအောက်တော့နှစ်ယောက်လုံးပြီးပြီးအနက်နေအောင်ဖတ်တယ်အဲ့တော့တားကြီးအကြောင်းကအရန်ပြက်စီးတဲ့အတွက်ကျွန်တော်ဒီနေ့တရက်ရှိတယ်ဗျာမနက်ဖြန်တရက်ကျွန်တော်ရှိမယ်ဗျာအဲ့ဒီအချိန်လေးမှာဒီအကြောင်းအတွက်ပေါ့နော်ပြန်ပြီးတော့မုန်းမှန်မှုလိုအပ်တဲ့အလူဒဏ္ဍာလေးပြုကျင်တယ်ဆိုလို့လှူကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် KB ကောက်ဝေးကောက်တွေကိုလှူဒန်းလို့ရပါတယ်ကျွန်တော်မနေ့ကလှူပေးထားတဲ့ပတ်စံတွေရောနောက်ပြီးကြလို့ရှိရင်ဆရာတော်ကိုကျွန်တော်အကုန်လုံးလှူထားခဲ့ပြီနော်ဒီညီလေးတွေကိုလည်းကျွန်တော်ပြီးရင်ရေတန်းတွေဝယ်လာတာကိုကလေးတွေကတော့ရေတန်းပြီးပါကျွန်တော်လှူထားခဲ့ပြီနော်ဝယ်ပြီးအဲ့တော့ကုညီရပါအောင်ဗျာကျွန်တော်တို့ဒီမှာဘုရားကျောင်းကနေအများကြီးပျက်စီးဆုံးရှုံးနေတယ်ဒါလေးတွေကိုဝိုင်းဝန်းပြီးတော့မှလှူပေးကြပါဦးဒီဟာကြီးဆိုလည်းအကုန်ဖြတ်ပြရမှာလीဘာမှလုပ်လို့မရဘူးအကုန်လုံးကြိုးကြည့်ပါပြီဒါကျွန်တော်တို့အမြင်ရရဟိုဘက်ဒီမှာအကုန်လုံးဗီဒီယိုတွေဘာမှမရှိဘူးဗျာနော်ဟိုဘက်မှာဆိုအုပ်ပုံကြီးဖြစ်သွားပြီဟိုဘက်ချမ်းပါဟိုဘက်မော်ဒယ်အုပ်ပုံကြီးဖြစ်သွားအဲ့လိုလေးပါနော်အဲ့ဒါလေးပါဘာမှကူညီကြပါအောင်ကျွန်တော်နေကင်းကြရင်လည်းထပ်တင်ပေးပါအားရကြောင်းတော်ကြီးဆိုတော့ဒီငါးတဲ့ကြောင်းတော်ကြီးဟိုပလာတာရိုက်တယ်ဟုတ်ဆိုရင်ရမယ်ပေါ့နားမှာတကမာဒီကလေတော့ဘာပတ်ကြီးတော့ပါမှာပုံရသေးတယ်ရှိတယ်ပြန်ပြီးတော့မှဘောမှာလောလောဆယ်ဖြတ်ဖို့တော့ပုံရသေးတယ်အများကြီးပြီးတော့ဘိုးကဒီအောက်ခြေပုံတက်သွားပြီပြန်မောမှန်ပဲအဲ့တော့ကျောင်းဝင်းတစ်ဝင်းလုံးကရပြန်ပြီးဘုံကြီးတဲ့ကားတွေအောက်ထဲမှာကျောင်းအောင်ထဲမှာအကုန်ပြီးသွားပြီဆိုင်ကယ်တွေကျောင်းကုန်းနဲ့ဆိုင်ကယ်တွေကားတွေကအကုန်ပြီးသွားပြီအကုန်လုံးကစုပ်ပြတ်သွားတယ်တဝင်းလုံးပဲအဲ့တော့ကြောင့်လို့ကျွန်တော်ဒီဘုံလုံးကမိသားစုတွေပြင်ရပါအောင်လို့နော်ကျွန်တော်ဒီနေ့ရှိတယ်မနက်ဖြန်ရှိတယ်ကျောင်းအတွက်ကိုဒီလိုလေးတက်နိုင်သမျှပေါ့ဗျာကျွန်တော်တို့ပြုပေးကြပါဦးဗျာပြန်ပြီးတော့မိုးမှန်အကုန်လုံးစုပ်ပြတ်တတ်သွားပြီနော်ပြီးတော့နေခါပါဆိုတာအောက်ကြတယ်ရပါရက်လေမဟုတ်ဘူးပြည့်နေရတယ်နောက်တစ်သဗ္ဗနာပါပေါ်သွားတယ်ဟိုမှာနော်အကုန်လုံးတရားတွေတရားစီပထိုးတွေကြီးပဲအကုန်မြင်ခါနေနော်လူနေအိမ်တွေလည်းခုနကတော့ကျွန်တော်ရောက်တယ်ရှစ်လွာတွေပါလေအဲ့ဒါအားတွေမဟုတ်တော့သူများရဲ့ဟိုဘယ်လိုဖော်မလဲကိုယ်ပိုင်ကြောင်းပြလို့ကျွန်တော်တို့ရိုက်ချင်လို့မရိုက်တာအာရီမဟုတ်တကယ်ကိုပလာတာရိုက်လိုက်ကဲကျောင်းလေးကတော့ဒီအခြေအနေတွေဖြစ်ပေါ်ဒါတော့ပါမွားပဲရှိပြီနော်ဘယ်လောက်အထိဘုံကြီးကျင်းပြင်မရောက်သွားမှဘုံကြီးကျင်းနဲ့ခန်းနေတယ်ပါလာတယ်အမှန်ပဲကောင်းတုံးကြီးโอเคအဲ့တော့ဒီမင်းရင်လောက်တာဘာဖြစ်လို့တော့ဆိုတဲ့လူတွေနော်ကျွန်တော်တို့ရဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဘုရားကျောင်းကစီဒီပထိုးကြီးအကုန်လုံးဒါတော့ကျွန်တော်ဘုရားကျောင်းကနေပြီးလောလောဆယ်ဆရာတော်တို့ဘာနဲ့ကြွကြကားတွေပုံပြပဲမဟာမြတ်မုနီဟုတ်တယ်ကိုရထဲထဲမဟာနေမုနီမဟာမုနီ in the room ကဟမ်ဘယ်ရနေဆိုမောင်းကြည့်ပါပဲမောင်းကြည့်ပါဟိုဘက်မှာပိတ်ထားတော့ပါပြီးတော့အဲ့ဒါကတော့နိုင်နေတော့လေဆရာတော်ကားတွေအကုန်ပြဘယ်လိုသွားမလဲမပြူဒီမှာလဲတောင်းတော့တော့ရင်းတဲ့အတိုင်းပဲပြူတာပဲနော်
အခုတစ်ခေါက်လှုပ်တဲ့ငလင်ကကျွန်တော်တို့တွေဝမ်းဝန်းပြီးတော့မှပြန်ပြီးတော့တရားမဲ့အခြေအနေဖြစ်ပုံကြာမသိရင်တာသနာပြက်တဲ့ဖြတ်မဲ့ငလင်များတော့မမြင်ရတရားเจ้าကဒီပတိုးတွေအကုန်ပြီးသွားအဲ့တော့ဒီကိုလေးကိုမြင်တော့မိသားစုကိုကူညီပေးကြတော့ရိုက်ကြရတယ်အောက်ခြေအကုန်ပြက်ဘလို့မှပြန်တဲဖို့မလွယ်တော့